Apple လေးကိုတန်ရှင်းလုပ်ပေးပြရလားနေ့စဉ်အသုံးပြုနေတဲ့ Apple လေးကိုမတန်ရှင်းမဲထားတာကြရင်နားမှာရရန်နာတွေ skin irritation တွေဖြစ်လာနိုင်တယ်နော်ဒါကြောင့် Apple လေးကိုပုံမှန်တန်ရှင်းလုပ်ပေးဖို့ကလည်းအရန်ကိုမှအရေးကြီးပါတယ်ဒီနေ့မှာတော့ကိုယ့်ရဲ့ AirPods Pro လေးကို9မိနစ်အတွင်းဘယ်လိုတန်ရှင်းလုပ်ရမလဲဆိုတာကိုပြပြပေးမယ်နော်လိုအပ်တာတွေကတော့ micellar water, distilled water, ကလေးသုံးသပွတ်တန်အနုခွက်နှစ်ခုနဲ့ paper towel တို့ပဲလိုအပ်ပါတယ်အရင်ဆုံး micellar water လေးကိုခွက်တစ်နည်းနည်းထည့်ပြီးသပွတ်တန်လေးကိုစိမ်ထားလိုက်ပါပြီးရင်တော့ AirPods ရဲ့ mesh pad ကိုအပေါ်မျက်နှာပို့ပြီးကင်ထားပါစိမ်ထားတဲ့သပွတ်တန်လေးနဲ့ mesh နေရာလေးတွေကိုစဝိုင်းပုံစံ15စက္ကန့်လောက်ဖြည်းဖြည်းချင်းစီပို့ပေးပါပြီးရင်တော့ paper towel ပေါ်မှာ mesh ကိုမှောက်ပြီးအသားအရာဖိတုပ်ပေးပါဒီအဆင့်ကို3ချိန်ကနေ5ချိန်အထိလုပ်ပေးရပါမယ်နောက်ဆုံးမှာတော့သပွတ်တန်ကို distilled water နဲ့ဆေးပြီးခုနကအတိုင်းပဲ3ချိန်ကနေ5ချိန်လောက်ထပ်လုပ်ပေးပါဒီနေရာမှာစက်ပြာသုံးဖို့လုံးဝမလိုပါဘူးเนาะcase ကတော့သပွတ်တန်အချောက်လေးနဲ့ပဲအထက်ကအညစ်အကြေးတွေကိုအသားရဖဲထုတ်ပေးပါအထက်ကမတင်ကုန်လေးတွေမထိခိုက်မိအောင်တော့သတိထားပေးပါနော်နောက်အရေးကြီးဆုံးတစ်ချက်ကတော့ဘိုးရဲ့ပြန်မထဲခင်အနည်းဆုံး2နာရီလောက်လေးအေးလေးနဲ့တေချာရှောက်ခံပြီးမှပြန်သုံးပေးပါနော်ဒါဆိုရင်တော့နားရတာတွေလည်းမဖြစ်တော့သလိုအတန်လည်းကြံကြည်သွားမှာနော်